အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီအပတ်မှာတော့ဝက်ကလီဇာအဆက်လေးချက်စားမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ဒီမှာကဝက်ကလီဇာကကြတော့ဝက်သားနည်းနည်းပါမယ်ဝက်အစာအိမ်နည်းနည်းပါမယ်ဝက်ဦးနည်းနည်းပါမယ်ဝက်ချင်းနည်းနည်းပါမယ်ပေါ့နော်ပြီးတော့လည်းကျွန်တော်ဝက်အသေးပါပါတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကစီပြန်ဆက်လေးချက်စားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့စီတက်ဖို့အတွက်စီလေးနည်းနည်းထည့်မယ်ကျွန်တော်စီလေးနည်းနည်းပူလာပြီဆိုတာနဲ့စီတက်ဖို့အတွက်ဒါကတော့ဟိုကျက်တုံကြီးပေါ့နော်ကျက်တုံကြီးသေးသေးလေးလာတာကျင်းနဲ့နေရယ်ဒါတော့ကျက်တုံဖြူအဲ့ဒါကိုကျွန်တော်တစ်ခါထည့်လိုက်မယ်ကျွန်တော်ကျက်တုံဖြူကြီးကျင်းရမွေးလာပြီဆိုတာနဲ့မှာဒါတော့ဟောပေါ့နော်milk tea ဒါတော့ curry paste ပေါ့ဒီ curry paste ကိုချက်တော့မှဖြစ်ပါတယ်ဒါတော့milk tea အနီ6ကိုကျင်းလေးနဲ့ထည့်ထောင်းလာတာပေါ့နော်အဲ့ဒါမှကျွန်တော်တို့စနွေးရဲ့ကျင်းရဲ့တက်တုံဖြူရဲ့ milk tea 6ရဲ့ထောင်းလာတဲ့ curry paste ကိုထည့်သုံးတော့ဖြစ်ပါတယ်milk tea လော်ထောင်းပေါ့နော် milk tea မုတ်နဲ့ထည့်တော့ဆက်လေးစားခြင်းလို့လေ milk tea မုတ်တစ်စုံတော့ဝါလာတစ်စုံနဲ့တော့ကျွန်တော်စီတက်ထားတာမွေးနေပြီဆိုတော့ကျွန်တော်ဒီမှာပြင်ဆင်ထားတဲ့ဒီဝက်ကလီဇာနဲ့ဝက်အသေးကိုပေါ့နော်တေချာလေးရှာလကာရေနဲ့စားနဲ့တေချာနှစ်ပြန်လုံးရဲ့နယ်ပြီးမှရေဟိုစစ်ထားတာပေါ့နော်အဲ့ဒါလေးကျွန်တော်ခါလေးစင်နဲ့ထည့်လိုက်မယ်နှောက်ပုံကြီးဆိုတော့ဒါစားပေါ့နော်စားနေနေထည့်မယ်သင်ချိုမို့ပေါ့နော်သင်ချိုမို့လည်းထည့်မယ်စားတယ်ရောထည့်မစားတယ်ရောထည့်မယ်ဒါတော့သင်ဟိုပါပေါ့နော်အရသာမို့ပေါ့နော်စီလုံးထောက်တယ်လည်းထည့်မယ်ဟိုကတော့နှောက်ဆိုတော့ဒီတော့ပြီးလို့ရှိရင်မွေးလေးပြရနဲ့မဆလာပေါ့နော်မဆလာတော့နည်းနည်းလေးထည့်မယ်ဒီလေးနည်းနည်းထည့်ပြီးတော့ဒီတခမ်းပေါ့နော်ဒီဟိုပတ်တော်လောက်ထည့်ထားပြီးတော့တည်ထားလိုက်မယ်ตาที่เตรียมโครงงานอะไรไหมไม่น่าเสียเราเกะทาดีแล้วเราเห็นพวกว่าสิ่งนี้จะใช่ไหมนานๆเดือนมั้งเนาะนานๆเดือนนี้ในที่ท่าที่ไหนเนี่ยเราดูสิเนี่ยเราวันเช็คความจำมันนานๆเดือนตัดอกนานๆเดือนนั่นก็สลายตัดอกหรือมันเวย์เลยมาเขาတော့ဟင်းလည်းလုံးဝကြက်ကန်နေပြီစီလည်းပြန်လာပြီဆိုတော့ကျွန်တော်နည်းနည်းလေးထပ်အုပ်လိုက်မယ်နည်းနည်းကတော့မနေ့ကဝယ်ထားတော့နွမ်းသွားပြီအဲ့ဒါလေးပဲညှက်ပြီးတော့အုပ်လိုက်တော့နည်းနည်းလေးအုပ်လိုက်ရှယ်ကမွေးနေရောဝိုင်းပေါင်းမဆလာလေးတစ်စုံလောက်ထပ်အုပ်လိုက်မယ်โอ้ ရှ
လေးချက်ကလေးအောင်းလိုက်ဒီဒါဟင်းဆိုတာဒီလိုလေးဖြစ်ရမှာဟိုကဒီဆောင်ရဲ့ဝတ်ပြီးသားစီပြန်လေရန်ကောင်းပါလေရှယ်ပဲပြန်ကျွန်တော်ဟင်းချက်သွားပြီဆိုတော့စားမခင်တော့ခါလေးပြင်လိုက်မယ်။ညပူပူလုံးလေးရှယ်ပဲကြည့်အောင်။ဝါညမိုက်။ကဲကျွန်တော်ဝက်ကလီဇာဟင်းလေးပါအိမ်မှာတက်တက်လေးချက်စားလို့ရပါတယ်။ဟောချက်စားကြည့်ပါနော်။